အားလုံးပဲမင်္ဂလာပါဒီနေရာကတော့ထိုင်းဈေးပဲဖြစ်ပါတယ်ထိုင်းစားတောက်ဆိုင်ပေါ့နော်ထိုင်းအစားအစာအကုန်လုံးစားလို့ရပါတယ်တနေရာထဲမှာလက်လက်ဆက်ဆက်စားလို့ရတဲ့နေရာက Starbucks Center ရဲ့အနောက်ဘက်ကဒုတိယလမ်းကြားထဲမှာဖြစ်ပါတယ်လို့အနောက်ဘက်ကားပကင်ကနေတက်တက်လျှောက်သွားလို့ရှိရင်အဲ့ဒီအရှိမျက်နှာချင်းဆိုင်မှာပဲရှိပါတယ်ထိုင်းအစားအစာထိုင်းတင်ပေါ်ဒီထောင်းအကင်ထိုင်းအစားအစာတွေနဲ့ပတ်သက်တဲ့အစားအစာတွေအကုန်လုံးရပါတယ်လက်လက်ဆက်ဆက်စားတွေလည်းအကုန်လုံးထိုင်းစာနဲ့ပဲရေးထားတာဖြစ်ပါတယ်ဝန်ထမ်းတွေလည်းထိုင်းစကားပြောတဲ့လူတွေပဲရှိပါတယ်လို့ပါလာနှမျိုးပြောတာပေါ့နော်သူတို့ကမလေးမှာဆိုတော့မလေးစကားလေးပြောတယ်ထိုင်းစကားလေးပြောတယ်ဒီမှာကြည်တာနဲ့ကိုစားခြင်းစရာလေးတွေရှိပါတယ်လို့တို့ကတော့စားခြင်းတာလေးကိုဝယ်လာပြီးတော့အိမ်မှာပဲမောင်နှမတွေနဲ့စုံစုံညီညီစားလိုက်ပါတယ်လို့အားလုံးပဲထိုင်းစီရှိတဲ့နေရာလေးကိုပြောပြချင်လို့ရိုက်ထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးပါ bye see you